ဆွမ်းနာကဆရာတို့အရှိတပိုင်းမှာဆရာဆက်ရှင်းပြဖို့နည်းနည်းလေးလိုပါတယ်เนาะအဲ့တော့အနောက်မှာဆက်ပါတာက under appropriate conditions ဆိုတော့တင်းနေရတဲ့အခြေအနေတွေမှာပေါ့เนาะဟိုမှာဆရာတို့ဒီဘယ်လိုပြောရမလဲတင်းနေရတဲ့အခြေအနေဆိုတာကအခြေအနေပုံစံမျိုးမျိုးဖြစ်နိုင်တာကိုပြောတာပေါ့เนาะအဲ့တော့တင်းနေရတဲ့အခြေအနေမှာဆရာတို့က reactant ကနေပြီးတော့မှ product ကိုတွားရင်သူ့ကိုဆရာတို့က forward reaction လို့ခေါ်တယ်product ကနေပြီးတော့မှ reactant ကိုတွားရင်သူ့ကိုဆရာတို့က reverse reaction လို့ခေါ်တယ် for reaction ကို arrow diagram အပေါ်နဲ့ပြပြီးတော့ reverse reaction ကို arrow diagram ပြတယ်အဲ့ဒီနှစ်ခုပေါင်းထားတဲ့ကောင်ကိုဆရာတို့က reversible reaction လို့ခေါ်ပါတယ် reaction နဲ့ reversible reaction လို့ခေါ်ပါတယ်เนาะဒါတော့အရှိမသင်ခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပြန်ခြုံကြည့်တာပေါ့เนาะအဲကြောင့်မို့ဒီနောက်မှာသူရေးထားတယ် these reaction အဲ့ဒီ reaction တွေကိုဖြစ်ကြပါတယ် reversible reaction ဖြစ်တယ်the following example ဆိုတော့အောက်မှာသူ example နဲ့ reversible reaction ကို quantitative ဆိုတော့ပုံစံလေးနဲ့သူပြပေးထားတယ်ပေါ့နော် A နဲ့ B နဲ့ပေါင်းပြီးတော့ C ထွက်တယ်အဲ့ဒီ C ကိုပြန်ခွဲရင် A နဲ့ B နဲ့ရတာဖြစ်တဲ့အတွက်အပြန်အလှန်ဓာတ်ပြုခြင်း reaction ဖြစ်တဲ့အတွက် reversible reaction အပေါ်များလေးကို forward reaction အောက်များလေးကို reverse reaction ဆိုပြီးဆရာတို့ပြပေးထားပါတယ်နော်အဲဆိုရင်အောက်ကသူရှင်းတာလေးတစ်ခုချင်းဆရာတို့လိုက်ပြီးတော့ကြည့်ကြည့်ရအောင်တမတ်တန်တွေလည်းဝင်သွားအောင်ပေါ့နော်the simple distinguisher လေးကိုဆရာတို့က reversible reaction လို့ခေါ်ပြီးတော့ forward reaction ဆိုတာ A နဲ့ B နဲ့ပေါင်းပြီးတော့ဖြစ်ပေါ်လာတဲ့ to product from product C for reaction ဆိုတာ A နဲ့ B နဲ့ reactant ဖြစ်တဲ့ A နဲ့ B နဲ့ပေါင်းပြီးတော့ product C ဖြစ်လာတယ် reverse reaction ဆိုတာအဲ့ဒီ C ကပြန်ပြီးတော့ပြိုကွဲရင် A နဲ့ B နဲ့ပြန်ရတယ်ဒါကိုပြောချင်တာပေါ့နော်ဆိုဒါကြောင့် reversible reaction ဆိုတာအပြန်အလှန်ဓာတ်ပြုခြင်းဆိုတာဟာ is one တခုပဲဖြစ်ပါတယ် that can occur ဆိုတာဆရာတို့ကဖြစ်ပွားနိုင်တာဘယ်လိုပြောလဲဆိုတော့ in both the forward and reverse direction ဆိုတော့ရှေ့သို့ဓာတ်ပြုခြင်း forward ဆိုတာကရှေ့သို့ဓာတ်ပြုခြင်း reverse ဆိုတာနောက်သို့ဓာတ်ပြုခြင်းပေါ့နော်အဲ့တော့ရှေ့သို့ဓာတ်ပြုခြင်းဒါမှမဟုတ်နောက်သို့ပြန်လေဓာတ်ပြုခြင်းနှစ်ခုစလုံးဖြစ်ပွားနိုင်ပြီးတော့ and the conversion of reactant to product conversion ဆိုတာကဆိုတော့ CONV ကအဆိုင်ဝ conversion ဆိုတာကပြောင်းလဲခြင်း or reactant to product ဆိုတော့ဓာတ်ပြုပစ္စည်းကနေဓာတ်ဖြစ်ပစ္စည်းသို့ပြောင်းလဲခြင်းနဲ့ and the conversion of product to reactant occurs ဆိုတော့ product ကနေ reactant ကိုပြန်ပြောင်းခြင်းဆိုတဲ့ reaction နှစ်ခုလုံးဖြစ်ပွားတဲ့ကောင်ကိုဆရာတို့က reversible reaction လို့ခေါ်တာပေါ့အဲ့တော့ what is reversible reaction ဆိုရင် irreversible reaction is one that can occur in both the forward and reverse direction and the conversion of reactant to product ဆိုပြီးတော့ဆရာတို့ဖြည့်ပေးလိုက်ဆက်လို့ရပါပြီเนาะ helloရပါတယ်မရပါတယ်เนาะဟုတ်ကဲ့ပါမဟုတ်ကဲ့အမိုင်မဟုတ်ကဲ့ဟုတ်ကဲ့ဆရာစမွေးဖြေတဲ့ကလေးတွေနဲ့ဖုန်းလေးလာတော့เนาะနည်းနည်းလေးကင်လိုက်ပါတယ်နည်းနည်းလေးခုနလေးပြကြပါဦးเนาะအဲ့ဆိုဆရာက reversible reaction ဆိုတဲ့အပြန်အလှန်ဓာတ်ပြုခြင်းတွေက that happen ဆိုတာက HAPN happen ဆိုတော့ငယ်တွေကသင်ပူပါတယ်เนาะဖြစ်ပွားတာပေါ့ happen ဆိုတာကဖြစ်ပေါ်တယ်ဘယ်ချိန်ဖြစ်တဲ့ in a closed system အပိတ်စနစ်မှာပဲဖြစ်ပေါ်တယ်အဲ့တော့အပိတ်စနစ်မှာဖြစ်ပေါ်လာတော့အပြန်အလှန်ဓာတ်ပြုခြင်းကဒီအပိတ်စနစ်မှာဖြစ်ပေါ်လာတော့အပြန်အလှန်ဓာတ်ပြုခြင်းက eventually ဆိုတာကနောက်ဆုံးတွင် reach equilibrium ဆိုတော့မျှခြေသူရောက်ရှိသွားတယ်အဲ့တော့အပိတ် system တစ်ခုဒီအပိတ် system တစ်ခုမှာဖြစ်ပေါ်လာတဲ့ဒီ reaction တစ်ခုက reversible reaction တစ်ခုက equilibrium ဆိုတဲ့ balance ဖြစ်သွားတာကိုတစ်ချက်ပြောတာအဲ့တော့ပြောချင်တာက A နဲ့ B နဲ့ W လိုက်တို့ထွက်လာတာကရေ20ဆိုရင် C ကိုလည်းပြန်ပြီးတော့ပြန်ဖြည့်ရင်20ဟိုဘက်20ဒီဘက်20အဲ့လိုမျိုး balance ဖြစ်နေတာကိုဆရာတို့က equilibrium မျှခြေလို့ခေါ်တာပေါ့နော်အဲ့တော့ဒါလေးလေးဆရာတို့underline လောက်ထားတယ်ဆိုရင်ပိုကောင်းတယ် reversible reaction that happen in a closed system eventually reach equilibrium ဆိုတာလေးနော်ဘာလို့လဲဆိုတော့နောက်မှသူပြန်ရှင်းထားတယ် when the rate of forward and reverse reaction balance ဆိုတော့ forward reaction မှာရှိနေတဲ့ rate R နဲ့ reverse reaction မှာရှိနေတဲ့ rate R နဲ့နှစ်ခုက balance ဖြစ်သွားတယ် balance ဖြစ်ရင် the reversible reaction က equilibrium မျှခြေဖြစ်သွားတယ်ဒါလေးပါပဲเนาะဒါဆိုရင်ဆရာနံပါတ် A မှာခေါင်းစဉ်နံပါတ် A နဲ့ပတ်သက်တာတွေဆရာအကုန်ပြီးသွားပါပြီအဲ့တော့ဒီပိုင်လေးဆရာပြန်ပြောမယ်เนาะပြန်ပြီးတော့ခြုံငုံပြီးပြပေးမယ်အဓိကဆရာတို့နားလည်ရမှာကဒီလို reaction ပုံစံလေးကိုဆရာတို့ကဘာလို့ခေါ်မလဲဆိုတော့ reversible reaction လို့ခေါ်တယ်ဟုတ်တယ်ဟုတ်ဒီလိုလေးပေါ့နော်ဒီလိုအပေါ်နဲ့အောက်နဲ့ရေဆွဲထားတဲ့ကောင်လေးကိုဆရာတို့ကဘာလို့ခေါ်တာလဲ reversible reaction ခဏလေးပါနော်
reversible reaction လို့ခေါ်တယ် reversible reaction မှာရှိနေ reversible reaction မှာဆိုရင် reactant ကနေလည်း product ကိုသွားနိုင်တယ်လို့ product ကနေလည်း reactant ကိုသွားနိုင်တဲ့ပုံစံနှစ်ခုလုံးဖြစ်တယ်အဲ့ reversible reaction က closed system ထဲမှာသွားပြီးတော့ဖြစ်နေပြီဆိုရင်တော့သူကမျှခြေဖြစ်လို့ရောက်ရှိသွားတယ်ဘာကြောင့်မျှခြေဖြစ်လို့ရောက်လဲဆိုတော့ reactant မှာforward reaction မှာရှိနေတဲ့ rate နဲ့ reverse reaction မှာရှိနေတဲ့ rate ကနှစ်ခုက balance ဖြစ်ရင်အဲ့ reversible reaction က equilibrium ထဲမှာသွားပြီးတော့မျှခြေသွားပြီးတော့တူနေပါပြီเนาะအဲ့တော့ဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးဆိုရင်ဆက်ကိုပြန်ပြီးလို့ရပါတယ်နောက်တစ်ချိန်မှာဆက်ကိုပြန်တွေ့ကြပါမယ်เนาะ